Hello, 안녕하세요. 만나서 반갑습니다. 제 이름은 두라입니다. サワディカทุกคนအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Future Byte Channel မှာကျွန်တော်တွေ့ဖြစ်ပါတယ်ကျွန်တော်တို့အပတ်စဉ်နေစားနေကြဖြစ်တဲ့လူငယ်တွေရဲ့ကြိုးရှိစီတဲ့စာစုလေးတွေကနေပြီးတော့ဒီတစ်ခေါက်ကြားလာတဲ့ခေါင်းစဉ်လေးကတော့တခြားလူတွေလိုငါဘာလို့မလုပ်နိုင်သေးတာလဲဆိုပြီးတွေးမိနေတဲ့သူတွေအတွက်ဖြစ်ပါတယ် Social Media ကိုဖွင့်လိုက်တိုင်းတငယ်ချင်းတွေယာရုတက်နေတာတွေအောင်မြင်နေတာတွေခီးသွားနေတာကိုတွေ့မြင်ပြီးငါကဘာလို့မလုပ်နိုင်သေးတာလဲငါကဘာလို့သူတို့လိုမဖြစ်နိုင်သေးရလဲဆိုပြီးအတွေ့အမျိုးဝင်ဥပါဒလားအဲ့လိုမျိုးတွေ့မျိုးဝင်မှုတယ်ဆိုလို့ရှိရင်တော့ဒီ audio လေးကမိတ်ဆွေတက်ဖြစ်ပါလိမ့်မယ်ခင်ဗျာလူတိုင်းမှာကိုယ်ပိုင်တိုင်းလိုင်းဆိုတာရှိပါတယ်ပါတိုင်းဟာຫນွေဥမှာတစ်ပြိုင်နက်တည်းမပွင့်ကြပါဘူးတချို့ကစောစောပွင့်တယ်တချို့ကနောက်ကျမှပွင့်ကြတယ်ဒါပေမဲ့ပွင့်လာတဲ့အခါမှာတော့အလှကိုစီနေပါပဲတခြားသူရဲ့အခန်း30နဲ့ကိုယ့်ရဲ့အခန်း1ကိုသွားမနိုင်ရှင်ပါနဲ့သူတို့ဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေကိုသိမမြင်နိုင်ဘူးလို့တည်တည်ရောက်လာမဲ့လှည့်ကိုလည်းသူတို့မသိနိုင်ပါဘူးSocial Media ဆိုတာ highlight reel ပတ်သက်ဖြစ်ပါတယ်လူတွေဟာသူတို့ရဲ့အရှုံးတွေငိုကြွေးမှုတွေနဲ့အေးအေးပြက်ခဲ့တဲ့ညတွေကို Facebook ပေါ်မှာတင်လင်းမရှိကြပါဘူးအောင်မြင်တဲ့ရလဒ်တစ်ခုကိုပဲမြင်ရတာပါအပြင်ပန်းကြည့်ပြီးအားကြနေတာဟာသူတို့ရဲ့ကောင်းကွက်နဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုရှင်းနေတယ်လို့ဖြစ်နေတတ်ပါတယ်နိုင်ရှင်ချင်းဟာပျော်ရွှင်မှုကိုခိုးယူခံလိုက်ရတာနဲ့အတူတူပါပဲအခြားသူနဲ့နိုင်ရှင်နေသူတွေတင်ဘလောက်ပဲတူးတက်နေပါစေစိတ်ကြည်နပ်မှုရမှာမဟုတ်ပါဘူးတင်နိုင်ရှင်ရမယ်တူရီသောအရာကတော့မနေ့ကတင်ပဲဖြစ်ပါတယ်မနေ့ကတည်းကဒီနေ့တစ်ခုခုပိုတိလာရင်တလန်းပိုနီးလာရင်ဒါဟာအောင်မြင်မှုပါပဲတင်ဟာဖြစ်စေ White Broadcast အစ်စ်မှာပဲရှိသေးတာပါအခုတင်ကြုံတွေ့နေရတဲ့အခက်အခဲတွေမလုံနိုင်သေးတာတွေဟာတစ်ဆက်လန်းရဲ့အဆုံးသတ်မဟုတ်ပါဘူးဒါဟာတင်ယူနေတဲ့အဆင့် landing phase ပဲဖြစ်ပါတယ်ပင်တပင်ဟာအပေါ်မှာမကြီးထွားခင်အောက်ကိုအရင်အမြင့်တွေရပါတယ်အခုတင်မလုံနိုင်သေးတာဟာအမြင့်တွေနေတဲ့အချိန်လို့သတ်မှတ်လိုက်ပါအဓိကပြောချင်တာကတော့မောရင်နားလိုက်ပါဒါပေမဲ့လက်မလျှော့လိုက်ပါနဲ့တင်းရဲ့အချိန်နဲ့တင်သွားနေတာဟာဘယ်သူနဲ့မှတူနိုင်ကြမလို့ပါဘူး။နောက်ကျနေတာလည်းမဟုတ်ပါဘူး။တနေ့မှတင်ကုန်ယူရမယ့်အချိန်တစ်ခုကိုရောက်လာမှအသေးစားပါပဲ။မိတ်ဆွေတို့အတွက်ဒီစာပိုင်းလေးကအကျိုးကျေးဇူးတွေလုံးပြရရှိမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye.